ဇလန်အစမှာတော့ကောင်းကင်ကနေပြီးနေအောင်ကြီးအဆက်လေးတစ်ဆက်ကြလာကပန်းတပွင့်ပွင့်လာခဲ့ပါတယ်ဆုံးမတယောက်ကလည်းအဲပန်းကိုကြည့်နေခဲ့ပါတယ်ရာစုနှစ်တွေကြာပြီးဘရင်မိဖုရားကလည်းမွေးဖွားမိအချိန်မှာမကြမ်းမာဖြစ်နေတာကြောင့်လူတွေကလည်းနေအောင်ကြီးပန်းဆိုတဲ့ဟာကိုရှာနေကြပါတယ်တကယ်တော့အဲပန်းကိုကော်တယ်ဆိုတဲ့ဆုံးမတယောက်သူ့လူပြမှုအတွက်တချင်းဆိုကအတုံးချနေတာဖြစ်ပါတယ်အဲအချိန်မှာပဲရဲမက်တွေရောက်လာတာကြောင့်ပန်းကိုဖုံးထားခဲ့ပေမဲ့ပွင့်သွားခဲ့ပါတယ်အဲကြောင့်ရဲမက်ကမြင်သွားပြီးပန်းကိုတုတ်ကဘရင်မကြီးကိုတိုက်လိုက်ပါတယ်အဲနောက်ရွှေဝါရောင်စပင်နဲ့တမိတယောက်မွေးတာကြောင့်ပျော်ကမီးပုံးလို့ကြပါတယ်အဲညမှာပဲအိမ်မောကြနေကြတဲ့အချိန်ဆုံးမရောက်လာပြီးသူ့လူပြမှုအတွက်ဘရင်သမီးဆံပင်ကိုဖျက်ယူပေမဲ့အယောင်ပြောင်းသွားတာကြောင့်ကလေးကိုပဲခိုးယူသွားပါတယ်အဲနောက်ဆုံးမကကလေးကိုတောနက်ထဲကမျှော်စင်ထဲမှာပိတ်ထားတာကြောင့်ရဲမက်တွေရှာမတွေ့ပဲဖြစ်နေပါတယ်တနေ့မှာတော့ကောင်မလေးကမီးပုံးတွေလွတ်တင်တာကိုမြင်သွားခဲ့ပါတယ်အဲနောက်ကောင်မလေးလည်းအရွယ်ရောက်လာပြီးသူတွေ့ခဲ့တဲ့မီးပုံးပြန်တွေကိုနေရာမှာဆွဲထားလိုက်ပါတယ်တစ်ဖက်မှာတော့ရိုင်းနာဆိုတဲ့ကောင်လေးနဲ့နောက်နှစ်ယောက်ကခေါင်းမိုးပေါ်ကနေပြီးတရဖူကိုခိုးသွားကြပါတယ်ကောင်မလေးနာမည်ကတော့ရပန်ဆယ်ဖြစ်ပြီးသူ့အမေရောက်လာတာကြောင့်ဆွဲထားတာကိုဖုံးကဇဲပင်လေးချပေးလိုက်ပါတယ်သူ့အမေကလည်းသပင်ပေါ်တက်ကအပေါ်ရောက်လာတဲ့အခါမှာတော့ရပန်ဆယ်ကသူ့မွေးနေ့အတွက်ပြောချင်ပေမဲ့အရေးမဆိုင်ပဲဖြစ်နေပါတယ်အဲနောက်သူ့အမေကရပန်ဆယ်ကိုတချင်းဆုပ်ခိုင်းတာကြောင့်ရပန်ဆယ်ကခုံတွေချပေးပြီးတချင်းကိုမြ мян ဆိုကသူ့မွေးနေဖြစ်တာကြောင့်မိဘုံပြန်တွေကြည့်ကျင်နေပြောတော့စုံမကော်တဲ့ကစိတ်ပြတ်သွားပြီးတချင်းတွေဘလာဘလာဆိုကအပြင်လောကအန်နာရဲ့များကြောင်းပြောလိုက်ပါတယ်အဲနောက်စုံမကော်တဲ့ကချစ်တယ်ပြောပြီးနှစ်ယောက်ဖက်လိုက်ကြကစုံမလည်းအောက်ဆင်းသွားပါတော့တဲ့အဲနောက်တရက်ဖူခိုးလာတဲ့တစ်ဖက်မှာလည်းရိုင်းဒါကသူ့နှာခေါင်းဆွဲတာမားတယ်ပြောနေတဲ့အချိန်ရဲမက်တွေလိုက်လာလို့ပြေးရပါတော့တဲ့အဲနောက်ပြေးရင်အဆုံးကိုရောက်သွားတာကြောင့်ရိုင်းဒါကငါ့ကိုအပေါ်တင်ပေးဆိုကရောက်တဲ့အခါမှာတော့တရက်ဖူပါယူသွားပြီးလိန်သွားပါတော့တဲ့အဲနောက်ရဲမက်တွေလည်းလိုက်လာကြရင်မြင်းပေါ်တက်မိသွားကမြင်းနဲ့လူကြရင်တစ်ပင်ပေါ်ရောက်သွားပါတယ်တစ်ပင်ပေါ်မှာလည်းလူကြရင်ရိုင်းဆယ်ရသွားတဲ့အချိန်တစ်ပင်ကျိုးကအောက်ကိုကျသွားပါတော့တဲ့အောက်ရောက်တဲ့အချိန်မှာမြင်းကအနံခံပြီးရှာနေတော့ရိုင်းဆယ်ကခြုံထဲဝင်ကမျောစင်ကိုမြင်သွားတာကြောင့်အပေါ်တက်ကအိတ်ကိုဖွင့်ကြည့်တဲ့အချိန်ရပန်ဆယ်ကရိုက်လိုက်ပါတယ်အဲနောက်အဆွေရီပါလာကြည့်ပေမဲ့မပါတာကြောင့်တေချာကြည့်နေတော့မျက်စိပွင့်လာလို့ပြန်ရိုက်ကဗီဒီယိုထဲကိုထည့်လိုက်ပါတယ်အဲနောက်အိတ်ထဲကတရားဘူးကိုတွေ့သွားကခေါင်းမှာဝစ်ကြည့်နေတော့စုံမရောက်လာတာကြောင့်ပြောဖို့လုပ်ပေမဲ့စုံမကအော်ပြောလိုက်တာကြောင့်မပြောလိုက်တော့ပဲမွေးနေ့အတွက်ကိုရောင်ချယ်တာတွေပဲလိုချင်တယ်ပြောလိုက်တာကြောင့်စုံမကဖက်ကအောက်ဆင်းသွားပါတော့တဲ့အဲနောက်ရိုက်တာကိုထုတ်ကနိုးအောင်လုပ်ပြီးရိုင်းဒါကအိမ်မေးတဲ့အချိန်ဘယ်သူမှမသိတဲ့နေရာမှာထားတယ်လို့ပြောပေမဲ့ရိုင်းဒါသိနေလို့ရိုက်ပေးလိုက်ပါတယ်အဲနောက်ရပန်ဆယ်ကသူ့ကိုမီးပုံးကြီးမှာကိုခေါ်သွားပေးရင်အိတ်ကိုပြန်ပေးမယ်လို့ပြောလိုက်ပါတယ်အဲကြောင့်ရိုင်းနာလည်းခေါ်သွားပေးမယ်ဆိုပြီးပြောလိုက်ရပါတယ်အဲနောက်ရပန်ဆယ်ကအောက်ကိုမဆင်းဘူးတာကြောင့်ရောက်တဲ့အချိန်ပြောနေပါတော့တယ်ဒါပေမဲ့ပြောလိုက်ဆုံးမဆူမှာကိုစိတ်ပူလိုက်ဖြစ်နေတာကြောင့်ရိုင်းဒါကအိမ်ကိုပြန်ကသူ့အိတ်ကိုပဲပြန်ပေးဖို့ပြောပေမဲ့ရပန်ဆယ်ကမီးပုံးကိုပဲကြည့်မယ်ပြောနေပါတယ်အဲနောက်ဆုံးမသွားနေတဲ့လမ်းမှာနန်းတော်ကမြင်းကိုမြင်လိုက်ပေမဲ့တခင်ကိုမတွေ့တာကြောင့်နောက်ဆုံးမကစိတ်ပူသွားကမျောစင်ကိုသွားပြီးရပန်ဆယ်ကိုစပင်ချဖို့ပြောပေမဲ့မချတာကြောင့်ကြောက်ခဲတွေဖုံးထားတဲ့အပေါက်ကနေတက်လိုက်တဲ့အခါမှာတော့ဘယ်သူမှမရှိလို့စိတ်ညစ်နေတော့လေကအောက်ကလင်းနေတဲ့အရာကိုတွေးလိုက်ပါတယ်အဲနောက်တရက်ဖူကိုတွေးပြီးလန့်သွားပေမဲ့ရိုင်းဒါပုံကိုလည်းတွေးသွားပါတော့တဲ့အဲနောက်ရိုင်းဆယ်ကရပန်ဆယ်ကိုစားတော့ဆိုင်ကိုခေါ်သွားလိုက်ပေမဲ့ကြောက်စရာပုံကြီးဖြစ်နေကြပြီးရိုင်းဒါကိုလည်းရိုက်နေကြတာကြောင့်ရပန်ဆယ်ကရိုက်လိုက်ကသူ့ကိုမီးပုံးပြဖို့ကြံသေးတယ်လို့ပြောလိုက်ပါတယ်အချိန်မှာပဲရပန်ဆယ်ကရိုက်မယ်ထင်ပေမဲ့တချင်းဆိုတာကြောင့်ရပန်ဆယ်တို့ကလည်းပျော်ကားတချင်းဆိုနေတာကိုစုံမကော်တယ်ကတွေးသွားပါတော့တယ်အဲနောက်ရဲမက်တွေလာတာကြောင့်ရပန်ဆယ်တို့ကပုံနေကြကခုနကဝက်တုတ်ကလိုင်းကူတစ်ခုကိုဖွင့်ပြလိုက်ပါတယ်အဲနောက်ရပန်ဆယ်ကိုမင်းရဲ့ဆန္ဒကိုတွေ့မှာပါပြောရင်ရပန်ဆယ်လည်းအနမ်းပေးကဝင်သွားပါတော့တဲ့ရဲမက်တွေလည်းရိုင်းဒါကိုရှာပေမဲ့မတွေ့တဲ့အချိန်မှာမြင်းရောက်လာပြီးအနမ်းခံကလိုင်းကူကိုတွေ့သွားပြီးဝင်သွားကြပါတော့တဲ့အဲနောက်အပြင်ကစုံမကလည်းထွက်လာတဲ့ဘယ်ရီကိုလိုင်းကူရောက်တဲ့နေရာကိုဓာတ်နဲ့မေးလိုက်ပါတယ်အဲနောက်ရပန်ဆယ်တို့ကူမလမ်းလျှောက်နေတော့နောက်ကလိုက်လာကြတာကြောင့်ပြေးရင်ကမ်းပါးကိုရောက်သွားတော့ရပန်ဆယ်ကစပင်နဲ့ခုန်ကူးသွားပါတယ်အဲနောက်ရိုင်းဒါကတိုက်ခိုက်နေတာရပန်ဆယ်ကစပင်နဲ့ဆွဲခေါ်ကပြေးကြရင်ရေကာတာပေါက်ပြီးကူတစ်ခုထဲမှာပိတ်မိသွားပါတယ်အဲနောက်ရေတွေကတဖြည်းဖြည်းတက်လာတာကြောင့်အပေါက်လဲရှာမတွေ့တာနဲ့ရပန်ဆယ်ကတချင်းနဲ့ဆူလိုက်တာကြောင့်သူ့စံပင်လင်းလာပြီးအပေါက်ကိုရှာတွေ့သွားပါတယ်အဲနောက်ရိုင်းဒါကစပင်လင်းလာတာမယုံနိုင်ဘူးပြောလို့ရပန်ဆယ်ကလင်းယုံတင်မဟုတ်ဘူးပြောလိုက်ပါတယ်နောက်တစ်ဖက်မှာလည်းစုံမကမြက်ကန်းနှကောင်ကိုတယူဖူပေးကရိုင်းဆယ်ကိုလက်စားချေလို့ရတယ်ဆိုပြီးမြောက်ပေးလိုက်ပါတယ်အဲနောက်ရပန်ဆယ်ဖက်မှာလည်းရိုင်းဆယ်ဒဏ်ရာရသွားတဲ့လက်ကိုပတ်ပေးကတချင်းဆူပြပြီးကူးပြလိုက်လို့ရိုင်းဆယ်အံ့ဩသွားပါတဲ့အဲနောက်ရိုင်းဒါထင်းသွားရှာနေတော့သူ့အမေရောက်လာပါတယ်အဲနောက်ရပန်ဆယ်ကိုပြန်ခေါ်ပေမဲ့မရတာကြောင့်တရဘူးပေးကရိုင်းဒါကိုပေးလိုက်ရင်ထားသွားလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်မနေ့ရောက်တော့မြင်းကရှာတွေ့သွားပြီးရိုင်းဒါကိုဆွဲခေါ်နေလို့ရပန်ဆယ်ကတိနေကသူ့မွေးနေမလို့နောက်ရက်မှဖမ်းဖို့ပြောကငင်းချမ်းရေးယူခိုင်းလိုက်ပါတယ်အဲနောက်မြို့တော်ကိုရောက်လာပြီးရပန်ဆယ်ကစပင်ရှီလို့သွားမရဖြစ်နေလို့ကောင်းမလေးတွေကိုချစ်ခိုင်းလိုက်ရပါတယ်အဲနောက်ပျောက်ဆုံးသွားတဲ့မင်းသမီးပုံကိုလည်းတွေးလိုက်ရပါတယ်နောက်ညရောက်လာတဲ့အခါမှာတော့ရပန်ဆယ်တို့ကစောင့်နေကြပြီးဘရင်နဲ့မိဖုရားတို့ကလည်းသူတို့သမီးပြောက်နေလို့စိတ်ညစ်ညစ်နဲ့ပဲမိပုံလွတ်လိုက်ကြပါတယ်အဲနောက်တိုင်းပြည်တစ်ခုလုံးမိပုံတွေလွတ်ကြကရပန်ဆယ်ကလည်းရိုင်းဒါကိုတရက်ဖူပေးကမိပုံလွတ်လိုက်ကြပါတယ်အဲအချိန်ရိုင်းဒါကမြက်ကန်းနှကောင်ကိုတွေးသွားပြီးအိတ်ကိုကင်က
ရပန်ဆယ်ကိုစောင့်ခိုင်းထားခဲ့ပါတယ်ရိုင်နာကသူတို့စီကိုရောက်တော့တရဘူးမလို့ကျွန်တော်ဘူးပြောတဲ့အချိန်မှာမြက်ကန်းတို့ကပိုကောင်းတဲ့ဟာရသွားလို့လာပြောလိုက်ပြီးရပန်ဆယ်ကိုယူမယ်ပြောကြပါတယ်အဲ့နောက်ရပန်ဆယ်စောင့်နေတော့ရိုင်ဆယ်ကိုမေးတော့မြက်ကန်းတို့ကသူ့သွားပြီဆိုပြီးပြောကပြလိုက်ပါတယ်အဲ့နောက်မြက်ကန်းတို့ကတရဘူးနဲ့လဲလိုက်တာဆိုပြီးဖမ်းနေတော့စုံမကော်တဲ့ကသူ့ရဲ့ကောက်ဆက်သွင်းကရပန်ဆယ်ကိုခေါ်သွားပါတော့တဲ့တစ်ဖက်မှာလဲရိုင်နာကဖမ်းခံလိုက်ရတာကိုမြင်းကတွေးသွားပါတယ်အဲ့နောက်ရပန်ဆယ်ကစိတ်ညစ်ပြီးအိတ်နေတော့ခေါင်မိုးပေါ်ကကျန်တဲ့သူယူလာတာနဲ့တူတာတွေကိုတွေ့ရင်မှတ်မိသွားပါတယ်နောက်တစ်ဖက်မှာလဲရိုင်နာကိုကျူးပေးဖို့ခေါ်လာကြပြီးသွားတဲ့လမ်းမှာမြက်ကန်းနှကောင်ကိုတွေ့လို့ရပန်ဆယ်အကြောင်းဘလို့တိလဲမေးတော့အဖိုးကြီးလောက်တာလို့ပြောရင်းရိုင်နာကိုပြန်ခေါ်သွားကြပါတယ်ရပန်ဆယ်ကလည်းစုံမကိုသူကပြောက်နေတဲ့မင်းသမီးမဟုတ်လားပြောတော့စုံမကတရားချဖို့လုပ်ပေမဲ့အရာမထင်ပဲဖြစ်နေပါတယ်အဲ့နောက်မှာလဲကျိုးပေးမဲ့အချိန်စားတော့ဆိုင်ကလူတွေတယောက်ပြီးတယောက်ရှင်းရင်နောက်ကလိုက်လာတော့ပြေးကသွားရင်မြင်းပေါ်ရောက်သွားပါတယ်အဲ့နောက်ရပန်ဆယ်စီကိုမြ мян သွားရင်စပင်ချပြောရင်ချလိုက်တဲ့အခါအပေါ်တက်လိုက်ပေမဲ့စုံမကဓာတ်နဲ့ထိုးကရပန်ဆယ်ကိုဖမ်းထားပါတယ်အဲ့နောက်ရပန်ဆယ်ကသူ့ကိုကူခွင့်ပေးရင်မသွားတော့ဘူးစုံမနဲ့ပဲနေတော့မယ်ပြောလို့ခွင့်ပြုလိုက်ပါတယ်အဲ့အချိန်မှာပဲရိုင်ဒါကစပင်ကိုဖျက်လိုက်တာကြောင့်စုံမလည်းပြန်အိုသွားကခြေလိမ့်ပြီးအောက်ကိုကျသွားပါတော့တဲ့အဲ့နောက်ရိုင်ဒါတည်သွားလို့မူနေတော့မျက်ရည်ဆက်ကရိုင်ဒါပေါ်ကျကအလင်းတန်းတွေထွက်လာပြီးရိုင်ဒါပြန်ရှင်လာပါတယ်အဲ့နောက်ရိုင်ဒါကရပန်ဆယ်ကိုဘရင်တို့စီပြန်ပို့ပေးလိုက်ကဖတ်လိုက်ကြပြီးအားလုံးပျော်ရွှင်စွာနေသွားကြကဇလန်းလဲပြီးသွားပါတော့တယ်